Hello guys ဒီနေ့မှာတော့ Roblox ထဲမှာတကယ်ရှင်းတဲ့ပဲဖြစ်ဖြစ်တယောက်တည်းပဲဖြစ်ဖြစ်ဆော့ရတာပြောဖို့ကောင်းတဲ့ funny game 10မျိုးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်တော့ like and subscribe လေးလုပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့နာမည်ကတော့ Cam ပဲဖြစ်ပါတယ်ပထမဆုံး game နာမည်က P ဒီ game က Overwatch နဲ့တော်တော်လေးတူပြီးတော့ Roblox ထဲမှာလောက်ထားတဲ့ဆိုပေမဲ့လည်းထင်တာတဲ့တော်တော်လေးဆော့လို့ကောင်းတယ် character တွေကလည်းအများကြီးပါပြီးတော့ character တယောက်ချင်းစီတိုင်းကလည်းကိုယ်ပိုင် skill တွေရှိတယ်တချို့ကအရှိကနေဝင်တိုက်ရတယ်လို့တချို့ကလည်းအနောက်ကနေ damage တွေပေးရတယ် gameplay ပုံစံက capture point ကိုတင်ယူထားပြီးတော့ရန်သူတွေပြန်မလူနိုင်အောင်ကာကွယ်ထားရမှာပဲဖြစ်ပါတယ်ဒီ game ကလည်းတကယ်ရှင်းနေနဲ့တူတူဆော့လို့ရှိရင်ပြောဖို့ကောင်းတာမလို့စမ်းစောကြည့်ဖို့ပြောရှင်းပါတယ်နောက်တစ် game က A Beast Ballဒီကင်းရဲ့ပန်းတိုင်ကတော့မြေပုံရဲ့ဟိုအောက်ဆုံးထိရောက်အောင်ဆင်းနိုင်ဖို့ပဲဒါပေမဲ့အရင်လဲလွယ်မနေဘူးအောက်ဆုံးထိရောက်ဖို့ဆိုလို့ရှိရင် scale တွေလည်းအများကြီးလိုတယ်လို့ဒီကင်းရဲ့ movement system ကလည်းတခြား game တွေနဲ့လုံးဝမတူခုံနဲ့ခလုတ်ကိုအကြိုက်ဖိထားမယ်ဆိုလို့ရှိရင်တော့ super high jump ကိုရမှာပဲဖြစ်ပါတယ်ဒီကင်းကလည်းဆော့ရတာပြောဖို့ကောင်းတာမလို့စမ်းစောကြည့်ဖို့ပြောရှင်းပါတယ်Chloe Garden တွေကပတ်တီ robot တွေအပြင်တခြား Roblox နဲ့ပတ်သက်တဲ့ item မှန်သမျှကိုဒီ show ကနေယုံကြည်စိတ်ချစွာဝယ်ယူလို့ရနိုင်ပါတယ်ဒီ show ရဲ့ Telegram link ကိုလည်းကျွန်တော် description နဲ့ comment ထဲမှာချပေးထားပါတယ်နောက်တစ် game ရဲ့နာမည်က Death Tower ဒီ game ထဲမှာ sniper team နဲ့ survival team ဆိုပြီးတော့နှစ်ခုရှိတယ် sniper သမားဖြစ်ရင်တော့ survival သမားတွေထွက်မပြေးနိုင်အောင် target လုပ်ထားရမယ် survival သမားဖြစ်လို့ရှိရင်တော့အနားမှာရှိတဲ့ကြောက်တုံးတွေတိုင်တွေကိုအသုံးပြုပြီးတော့လွတ်မြောက်အောင်ထွက်ပြေးရမှာပဲဖြစ်ပါတယ်ဒီ game ကလည်းတကယ်ရှင်းနေတဲ့တူတူဆော့ရင်ပြောဖို့ကောင်းတာမလို့စမ်းစောကြည့်ဖို့ပြောရှင်းပါတယ်နောက်တစ် game က The Office ဒီ game ကအမုန်းအပ်နဲ့တော်တော်လေးတူတယ်ဝေါ်ကာဒီကြားမှာစနီကာတစ်ကောင်ရောက်နေတယ်သူ့ကိုရှာဖို့အတွက်ထင်းလို့ရမယ်ဝေါ်ကာဖြစ်လို့ရှိရင်တော့ test တွေလုပ်ရင်လည်းစနီကာကိုဖမ်းရမယ်စနီကာဖြစ်လို့ရှိရင်တော့သူတို့မသိအောင်ဘောတစ်ကောင်လိုဟန်ဆောင်နေပြီးတော့ action လုပ်နေရမယ်ဒီ game တွေက animation ကလည်းတော်တော်လေးမိုက်တယ် round တစ်ခုနဲ့တစ်ခုအပေါ်မူတည်ပြီးတော့ map တွေကလည်းလုံးဝမတူဘူးပြောဖို့ကောင်းတော့မလို့စမ်းစောကြည့်ဖို့ပြောရှင်းပါတယ်နောက်တစ် game က typical ramen ဒီ game ကတော့တကယ်ရှင်းတဲ့တူတူ ramen ရောင်းရမှာပါရလာတဲ့ပတ်စံတွေနဲ့ store site မှာ ramen တွေကို upgrade လုပ်ဖို့အတွက် item တွေတောင်းဝယ်လို့ရတယ်နောက်တစ် game က Mine ဒီ game ကတော့ Roblox ထဲမှာ underrated အဖြစ်ဆုံးနဲ့ AACC လေးဆော့လို့ကောင်းတဲ့ game လေးပဲဖြစ်ပါတယ် gameplay ပုံစံက mining တူးပြီးတော့ရလာတဲ့ကြောက်တုံးတွေကိုရောင်းစားမယ်ပြီးရင်လိုအပ်တဲ့ item တွေကို upgrade လုပ်လို့ရတယ်လက်နက်တွေအဆင့်မြင့်လာလို့ရှိရင်ဂူရဲဟိုအောက်ဆုံးထိကိုတွားလို့ရမယ်အမှားပို့ပြီးတော့ anti များတယ်လို့ကြောက်ကောင်းလေးတွေကလည်းအများကြီးပို့ပြီးတော့ရှိတယ်တယောက်တည်းပဲဖြစ်ဖြစ်တငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် AACC ဆော့ရှင်တဲ့သူတွေကတော့ဒီ game ကိုလုံးဝစမ်းစောကြည့်တင်ပါတယ်နောက်တစ် game က Derelict game က open world RPG game လိုမျိုးဖြစ်ပြီးတော့မက်တစ်ခုလုံးကိုရှောက်သွား element တွေ boss တွေနဲ့ fight ပြီးတော့ achievement တွေရမယ်အင်ဂျီတွေလက်နက်တွေကိုလုပ်ဖို့အတွက် mining system နဲ့ crafting system ကလည်းပါသေးတယ်ဆိုတော့ဒီ game ကလည်းလုံးဝစမ်းစောကြည့်တဲ့အထဲမှာပါပါတယ်နောက်တစ် game က 2000 House Party ဒီ game ထဲမှာလူတွေအများကြီးနဲ့ party လုပ်ရမယ်တွေ့တဲ့လူတွေနဲ့လည်းစကားပြောလို့ရတယ်လို့အိမ်ထဲကပစ္စည်းတွေကိုလည်း shop ကလေးလို့ရတယ်ဒီ game ကတော့တကယ်ရှင်းနေနဲ့ AACC ဆော့ရှင်တဲ့သူတွေကတော့စမ်းစောကြည့်တင်ပါတယ်နောက်တစ် game က Hide the Body ဒီ game ကလူတစ်ယောက်ကိုတက်ပြီးတော့အိမ်ထဲမှာဖွက်ထားရမှာပါအိမ်ထဲကနေရာတော်တော်များများမှာလည်းဖွက်ထားလို့ရတယ်ဖွက်ထားပြီးမကြခင်တငယ်ချင်းတယောက်ကရောက်လာမှာပါသူက app body ကိုရှာတွေ့သွားရင်တော့ game ရရှုံးသွားမှာပါနောက်တစ် game က Graveling Hood Obby ဒီ game ကတော့အများကြီးပြောစရာမရှိဘူး Spider-Man တယောက်လိုမျိုးကျိုးဆွဲပြီးတော့ပန်းတိုင်ကိုရောက်အောင်တွားရမယ်ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင်တော့လက်မလေးပြီးတော့ subscribe လေးလုပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်